အမျိုးသမီးတွေကအမျိုးသားတွေထက်အသက်ပိုရှည်တယ်ဆိုတာတကယ်ပဲလားဒီစကားကရိုးရိုးလေးလာတွေ့ရှိချက်တစ်ခုတည်းကြောင့်မဟုတ်ပါဘူးနှစ်ပေါင်းများစွာကြာအောင်လေးလာရေးသူတွေတနာပြုလုပ်ချက်တွေနဲ့စီရင်အင်းတွေကအကြိမ်ကြိမ်အတည်ပြုပြီးသားဖြစ်ပါတယ်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ OECD တို့ရဲ့အချက်အလက်တွေကိုကြည့်လိုက်တဲ့အခါမှာနိုင်ငံတိုင်းအားလုံးမှာအမျိုးသားတွေရဲ့ပြင်းပြတက်တန်းကအမျိုးသမီးတွေထက်၄နှစ်ကနေ6နှစ်အထိပိုတိုနေအောင်တွေ့ရပါတယ်ပို့ပြီးတော့အန်ဟောစက်ကောင်းတာကဒီကွာဟချက်ကအသက်ကြီးမှပေါ်လာတာမျိုးမဟုတ်ဘဲနဲ့မွေးကင်းစရွယ်ကလေးကအသက်အရွယ်အုပ်စုတိုင်းမှာတွေ့ရှိရတာဖြစ်ပါတယ်ဒါဆိုရင်ဒါကတိုက်ဆိုင်မှုတစ်ခုတည်းလားဒါမှမဟုတ်ရင်မျိုးရိုးဗေဒဇီဝဗေဒနဲ့လူမှုရေးဆိုင်ရာအကြောင်းအရာတွေပေါင်းစပ်ဖွဲ့စည်းထားတဲ့ပုံမနှဆိုင်တဲ့အကြောင်းရင်းတစ်ခုရှိနေလို့လားဒီနေ့ဗီဒီယိုလေးမှာတော့အမျိုးသားတွေဟာအမျိုးသမီးတွေထက်ဘာကြောင့်အသက်ပိုတိုးရလဲဆိုတာကိုရှုထောင့်ပေါင်းစုံကနေသုံးသပ်ပေးတော့မှာဖြစ်ပါတယ် OECD ရဲ့အချက်အလက်တွေအရဖွံ့ဖြိုးပြီးနိုင်ငံအားလုံးမှာအမျိုးသားတွေဟာအမျိုးသမီးတွေထက်တက်တန်းပိုတိုးတဲ့သဘာဝရှိနေရကိုတွေ့ရပါတယ်ဥပမာအားဖြင့် UK နိုင်ငံမှာအမျိုးသားတွေဟာပြန်ပြန်အားဖြင့်89နှစ်နေရပြီးတော့အမျိုးသမီးတွေအတက်ကတော့ဒီအရွယ်တက်က83နှစ်ဖြစ်ပါတယ်အလုံးစုံတက်တန်းရှည်ကြမှုမြင့်မားတဲ့ဂျပန်နိုင်ငံလိုမျိုးနိုင်ငံတွေမှာတော့မှအမျိုးသားတွေဟာအမျိုးသမီးတွေထက်အနည်းငယ်စောပြီးတော့တည်ဆုံးကြရပါတယ်ဒီကွာဟချက်ကအိုမင်းမဆန်းဖြစ်တဲ့အသက်အရွယ်နဲ့ပဲသတ်မှတ်ထားတာမဟုတ်ပါဘူးအသက်အရွယ်အုပ်စုတိုင်းမှာအမျိုးသားတွေရဲ့တည်ဆုံးနှုန်းကအနည်းငယ်ပိုများနေပါတယ်ဒီအခြေအနေဟာယောဂတစ်ခုတည်းဒါမှမဟုတ်အနေနဲ့ဖြစ်စေတဲ့အကြောင်းရင်းတစ်ခုတည်းနဲ့တင်ရှင်းပြလို့မရနိုင်တော့အောင်ကျေပြန့်လုံးပါတယ်တနည်းအားဖြင့်ပြောရရင်အမျိုးသားတွေဘာကြောင့်အသက်ပိုတိုးရလဲဆိုတာကိုနားလည်ဖို့အတွက်ရှုထောင့်ပေါင်းစုံကနေရှုမြင်ဖို့လိုအပ်ပါတယ်ဒါဆိုရင်ဒီကွာဟချက်ကဘယ်ကစတာလဲဒီနေရာမှာစိတ်ဝင်စားချက်ကောင်းတဲ့အချက်ကတော့အဖြေဟာစင်ငယ်ဖြစ်စဉ်အထိအမြင့်တွယ်နေရပါပဲလူတွေမှာတင်ဒါမျိုးဖြစ်နေရမဟုတ်ပါနှုတ်တိုက်တော်မျိုးစိတ်တောင်းချီရှိတဲ့အထဲမှာအမတွေကအထီးတွေထက်အသက်ပိုရှည်ကြပါတယ်မျိုးစိတ်ပေါင်း1000ကျော်ကိုလေ့လာခဲ့တဲ့လေ့လာမှုတစ်ခုမှာအမတွေဟာအထီးတွေထက်ပြန်မြအားဖြင့်10%ကနေ12%အထိပိုပြီးတက်တန်းရှည်ကြတာကိုတွေ့ရှိခဲ့ရဒါကကွာဟချက်ဟာလူတွေနဲ့တည်တံ့ဖြစ်နေရမဟုတ်ဘဲနဲ့တန်ပေါင်းများစွာကြာမြင့်ခဲ့တဲ့စင်ကဲဖြစ်စဉ်နဲ့ဇီဝဗေဒဆိုင်ရာဖြစ်စဉ်တွေရဲ့ရလဒ်ဖြစ်နိုင်တယ်ဆိုတာကိုညွှန်ပြနေပါအမျိုးသမီးတွေမှာ X chromosome တစ်ခုပါရှိပြီးတော့အမျိုးသားတွေမှာတော့ X တစ်ခုနဲ့ Y တစ်ခုပါရှိပါ X chromosome ပေါ်မှာခုခံအားစနစ်နဲ့ဆဲပြပြင်းချင်းစတဲ့အရေးကြီးတဲ့လုပ်ငန်းစဉ်တွေမှာပါဝင်တဲ့အရေးပါတဲ့မျိုးဗေဒတွေပါရှိပါတယ်အမျိုးသားတွေမှာကျတော့ X chromosome တစ်ခုတည်းသာပါရှိတဲ့အတွက်ထိခိုက်ပျက်စီးစေတဲ့ဗီဇပြောင်းလဲမှုတစ်ခုဖြစ်လာတဲ့အခါမှာအစားထိုးကုသပေးနိုင်တဲ့အရင်မျိုးဗေဒမရှိပါဘူးဒါကြောင့်အမျိုးသားတွေဟာရှည်မှာအချို့သောယောဂတွေအတွက်ပို့ပြီးတော့ထိခိုက်လွယ်စေပါမျိုးဗေဒဆိုင်ရာကွာဟချက်တွေကအရေးကြီးပေမဲ့ဇလိုင်းကဒါနဲ့မပြီးတော့ပါဟော်မုန်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောမယ့်အရာကအမင်းမကြားဘူးသေးတဲ့အရာတစ်ခုဖြစ်နိုင်တယ်အမျိုးသမီးတွေမှာရှိတဲ့ estrogen ဟော်မုန်းကမကောင်းတဲ့ LDL cholesterol ကိုလျှော့ချပေးပြီးတော့ကောင်းတဲ့ HDL cholesterol ကိုတော့မြင့်တင်ပေးပါတယ်။တို့ရောကျန်းမာရေးကိုလည်းကာကွယ်ပေးတယ်။အမျိုးသားတွေမှာကျတော့ testosterone ကခုခံအားစနစ်ကိုအနည်းငယ်နှိမ်နင်းနိုင်ပြီးတော့အနေများတဲ့အပြုတ်မှုတွေကိုတိုးပွားစေနိုင်ပါတယ်။အမျိုးသားတွေရဲ့ခုခံအားစနစ်ကအထူးသဖြင့် virus နဲ့ bacteria ပိုးမကူးစက်မှုတွေကိုတိုက်ထုတ်တဲ့အခါမှာအမျိုးသမီးတွေလာအားကောင်းတဲ့တုံ့ပြန်မှုကိုပြနိုင်ပါဒါကအမျိုးသားတွေမှာကူးစက်ရောဂါခံရလို့တည်ဆုံးရတဲ့နှုန်းကိုပုံမြင်မာစေပါတယ်ဒါကြောင့်ဒီကွာဟချက်ကလူနေမှုပုံစံဒါမှမဟုတ်အပြုအမူတစ်ခုတည်းနဲ့တင်ရှင်းပြလို့မရနိုင်တော့အောင်ဇီဝဗေဒအရအမြင့်တွင်နေပါဒါပေမဲ့ဇီဝဗေဒတစ်ခုတည်းနဲ့မလုံလောက်ပါအခုလူသိအများဆုံးနဲ့အငင်းပွားစရာအကောင်းဆုံးအကြောင်းရင်းတစ်ခုကိုကြည့်ကြရအောင်ပါအမျိုးသားတွေဟာအနေများတဲ့အပြုအမူတွေကိုပိုလုပ်တတ်ကြပါသူတို့ကအရှင်ပြင်းပြင်းမောင်းနေကြတယ်အနေများတဲ့အားကစားတွေဒါမှမဟုတ်လှုပ်ရှားမှုတွေမှာပါဝင်ကြပြီးတော့ရုပ်ပိုင်းဆိုင်ရာထိပ်တိုက်ရင်ဆိုင်မှုတွေတွေကိုရောက်သွားတတ်ကြပါတယ်ဒီအပြုအမူတွေကအထူးသဖြင့်လူငယ်နဲ့လူလက်ပိုင်းအုပ်စုတွေမှာတည်ဆုံးနိုင်ခြင်းကိုတိတိကျကျတိုးပွားစေပါတယ်အနေရရှိတဲ့အလေးထားတွေနဲ့ပတ်သက်လာရင်လည်းအမျိုးသားတွေကဥဆောင်နေပါတယ်ဒီအလေးထားတွေကအဆုတ်ကင်ဆာအသေးချောက်ယောဂနဲ့အခြားသောနာတာရှည်ယောဂတွေအတွက်အနေတွေကိုဖန်တီးပေးပါတယ်ဒါပေမဲ့ဒါနဲ့လည်းမပြည့်သေးပါဘူးနေ့စဉ်အလေးထားတွေကကြီးမားတဲ့တက်ရောက်မှုရှိပါတယ်ဒါပေမဲ့ကျွန်တော်သတိမမူမိလိုက်တဲ့အသေးစားအချက်လက်လေးတစ်ခုရှိပါသေးတယ်မကြသေးတဲ့နှစ်တွေကပြုလုပ်ခဲ့တဲ့ခွဲခြားစိတ်ပြာရေးအချက်လက်တွေကစိတ်သက်ကြဆင်းမှုကြောင့်တည်ဆုံးရခြင်းလို့ခေါ်တဲ့ death of despair လို့ခေါ်တဲ့အခြေအနေတွေဟာအမျိုးသားတွေမှာပုံများတာကိုတွေ့ရပါတယ်ဒီထဲမှာကိုယ့်ကိုယ်တည်ဆုံးခြင်းမူရစေဝါလုံးသုံးဆွဲခြင်းနဲ့အကြမ်းဖက်မှုတွေနဲ့သက်ဆိုင်တဲ့တည်ဆုံးမှုတွေပါဝင်ပါလူမှုရေးနဲ့စိတ်ပိုင်းဆိုင်ရာအကြောင်းအရာတွေကလည်းအမျိုးသားတွေရဲ့တက်တန်းကိုတိုးစေပါစိတ်ပိုင်းဆိုင်ရာအကြောင်းရင်းတွေကအချင်းကြာလာတဲ့အမျှရုပ်ပိုင်းဆိုင်ရာယောဂါတွေစီကိုဥတီသွားစေနိုင်ပါဒီအခြေအနေကဘလို့ယောဂါတွေမှာအထင်ရှားဆုံးလဲဆိုတဲ့မိကုံအတွက်အဖြေကတော့မင်းကိုအံ့ဩစေမှာမဟုတ်ပါဘူး OECD ရဲ့အစီရင်ခံစာတွေကအမျိုးသားတွေကအမျိုးသမီးတွေထက်နှလုံးသွေးကြောဆိုင်ရာယောဂါတွေအဆုတ်ယောဂါတွေမတော်တဆမှုတွေကင်ဆာနဲ့ကိုယ့်ကိုယ်သိဆုံးမှုတွေကြောင့်ပိုပြီးတော့သိဆုံးနှုန်းမြင့်မားနေပါတယ်ဒီပုံစံကအထူးသဖြင့်အသက်ကြီးတဲ့အုပ်စုတွေမှာအမျိုးသားတွေရဲ့သိဆုံးနှုန်းဘာကြောင့်မြင့်မားတာလဲဆိုတာကိုရှင်းပြနေပါတယ်ဒါပေမဲ့ဇီဝဗေဒနဲ့အပြုအမူတွေအပြင်လူမှုရေးဖွဲ့စည်းပုံမှာအမြင့်တွယ်နေတဲ့နောက်ထပ်ရေးကြီးတဲ့အသေးစိတ်အချက်အလက်တစ်ခုလည်းရှိပါသေးတယ်တက်တန်းဆိုတာဇီဝဗေဒနဲ့အပြုအမူတစ်ခုတည်းနဲ့တတ်မှတ်တာမဟုတ်ပါဘူးပညာရေးအဆင့်တန်းအလုပ်ကိုင်လုံခြုံမှုဝင်ငွေအဆင့်နဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေကိုရရှိနိုင်မှုစတဲ့လူမှုရေးအကြောင်းရင်းတွေကလည်း
အမျိုးသားတွေအတွက်အနေကိုပုံများစေလာနိုင်ပါတယ်ဒါဆိုရင်ဒီအကြောင်းရင်းတွေအားလုံးကြားကနေအမျိုးသားတွေအနေနဲ့သူတို့ရဲ့တက်တန်းကိုတိုးမြင့်နိုင်ကြမလားဟုတ်ကဲ့မဖြစ်နိုင်တာတော့မဟုတ်ပါဘူးမျိုးရိုးဗေဒနဲ့ဇီဝဗေဒဆိုင်ရာအချက်အလက်တွေကကျွန်တော်ထိန်းချုပ်လို့မရတဲ့အရာတွေဖြစ်ပေမဲ့အပြုတ်မှုနဲ့ကျန်းမာရေးသတိပြုမှုတွေကိုစီမံခန့်ခွဲဖို့ကတော့ဖြစ်နိုင်ပါတယ်ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတွေလုပ်မယ်အနေများတဲ့အပြုတ်မှုတွေကိုရှောင်ရှားမယ်စိတ်ကျန်းမာရေးပတ်မိုးမှုတွေကိုဦးစားပေးမယ်ကျန်းမာတဲ့လူနေမှုပုံစံကိုကျင့်သုံးမယ်ဆိုရင်အမျိုးသားတွေအနေနဲ့တက်တန်းကိုပိုရှိကြအောင်တိုးမြင့်နိုင်ပြီးတော့အမျိုးသားတွေကအမျိုးသမီးတွေထက်အသက်ပိုတိုတယ်ဆိုတဲ့အမြင်ကိုလည်းပြောင်းလဲပြနိုင်မှာဖြစ်ပါတယ်မင်းပတ်ဝန်းကျင်ကလူတွေကြောင့်မင်းရဲ့စိတ်ကျန်းမာရေးကျဆင်းနေရလို့ခံစားရတယ်ဆိုရင်ဒီဗီဒီယိုမှာရှင်းပြထားတာတွေကိုလုံးဝလက်လွတ်ခံလိုက်ပါနဲ့နော်ဒီဗီဒီယိုလေးကအမင်းကိုဘုသူတတစုံတရာပေးနိုင်ခဲ့တယ်ဆိုရင် like and subscribe လုပ်ခဲ့ဖို့လည်းမမေ့ပါနဲ့နော်ဒါဆိုရင်ထုံးစံတိုင်းပဲနောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်တွေ့ကြပါမယ် see you